ဒါကတော့ကျွန်တော်ရဲ့မိန်းမနဲ့သူ့ရဲ့ရည်သားဟောင်းလို့ဖြစ်ပါတယ် 那俺来关心俺们地了，变没？俺那过来叫我过来。 ပြန်လာလေးပြပါဒါကြတော့နေစီပြောပါဒါကြတော့ကျွန်တော်ရဲ့တငယ်ချင်းသူ့ရဲ့ရည်သားဟောင်းမောင်ပူပြုံးပါဒီမှာတောက်စားပြီးတော့ဒီမှာတောက်စားပြီးတော့ဘာညာပေါ့ဒီမိုးနဲ့ဟိုတရားပြန်လာထင်ပါရဲ့ ဟုတ်တယ် ရဲဒီမှာလွေးတဲ့လေးနဲ့ဒီဘက်သူဆိုလည်းတော့မလို့ပါဒါပေမဲ့တကယ်ချင်းလေးပဲဘာလို့လို့ အမလေးပြန်မယ်ဟဲ့လား တီးလို့ကောင်းခဲ့မလားဒီလောက်ပြောတီးလို့ကောင်းခဲ့မလား အပြောမယ်ဆက်ပြီးတော့ ပြောပြောချင်တာဟိုတရားပြန်လာမလား တို့ ဟိုတရားပြန်လာကြအောင်လား ဘယ်လိုထင်လို့ မင်းတို့ဟာရာကြီးအခုမှပြန်လာမှမဟုတ်တာတနေရာကနေတခြားသွားပြီးမှပြန်လာတဲ့အနေအထားတွေ ဆိုရင်မင်းတင်ချင်းရှုံတော့မလုပ်ဘူး အဲ့ဒါဘယ်ပြန်လာပြောကြည့်လိုက်လေဒါချင်းဘယ်ပြန်လာတော့ပြန်သွားပါပြီကျွန်တော်တွေ့လို့ဒါတော့လိုက်ပေါ့နော်ကဲအားလုံးပဲဘယ်သူမှလည်းဆိုရင်တော့တွေ့ပြီးမြင်သွားပါလိမ့်မယ်ဒါတော့ကျွန်တော်တငယ်ချင်းလေးပါကျွန်တော်တငယ်ချင်းလေးပါ ငါပြောမယ်ဆိုရင်ငါဖြတ်ချလိုက်အကောင်းပြော ဘာဖြစ်ကြမှာ မင်းကအကောင်းပြော ဖြည့်ချလိုက်ပါမယ်ဟုတ်ပါတယ်မင်းရဲ့ပြောတဲ့ဟာလည်းမမအောင်ဖြည့်ချလိုက်ပါတယ်ငါဖြည့်ချခဲ့ရတော့ဖြည့်ချလိုက်ပါမယ် ချလိုက်အကောင်းပြော မင်း ထင်းလို့လည်းမဟုတ် ငါထင်လို့ ငါသွားတာ तू ကသူ့တင်နေတော့ဆုံးစမ်းတာ ငါဝဲကြီးကငါအကူစီတော့ပို့တာ တတိယဖြစ်သွားပါနေရောက်က ဒီတော့မဟုတ်ဘူးငါဘက်ကမနေ့ကလိုင်းကားနဲ့သွားတာကျုံလို့ပြန်ကသူ့ဆိုင်ကနေလိုက်လာတာပြန်ကဒီကိုဝင်လာတာမင်းထင်းလို့ပဲ ဟိုတရားနေပြန်လာပေါ့ဟိုတယ်တော့မသွားသေးဘူး တော့ကြီးမင်းစိတ်တော့မရုပ်ပဲနဲ့ဆိုတယ်ကောင်းတယ်မင်းကငယ်နဲ့ပေါင်းလာတာဖြစ်ချင်တယ်ကောင်းပြောတယ်မင်းကငယ်နဲ့ပေါင်းလာတာ ဒီမှာတပည့်သူဆိုရင်တော့မလို့ပေါ့နော်ဒါပေမဲ့တယောက်တည်းတော့မလို့ဘာမှတော့မလုပ်တော့ပါဘူး မင်းကစိတ်ကမရုပ်ပဲကောင်းပြ ဟေးငါစိတ်နဲ့ရုပ်ပဲနေပါကွာမင်းလုံးနေတော့သူများမိန်းမကွာမင်းလုံးနေတော့သူများမိန်းမသူငယ်ချင်းမင်းလုံးနေတာငါမိန်းမ မင်းကြီးလိုက် အေးတော့မေးပြအောင်ပြော ဘာမေးလိုက် ဘာသာကျုပ်ရှိအောင်ပြခိုင်းလိုက်သူလက်ထဲမှာဘာသာကျုပ်ရှိအောင်ငါတို့ကြွားပြီးတော့ဆိုတယ် ဘာလို့တော့မေးကြည့်လိုက် မမေးတော့ပါဘူးမင်းကငါ့ကိုဇလို့ခိုင်းတော့မင်းလုံးနေတာကွာရှင်းပြီးသားလားမင်းပြောကြည့်လိုက် ငါကောင်းစီးပြီးတော့ငါဘာမှတော့ပြောကြည့်လိုက် ဘယ်အောင်ပြဘယ်ဆံရွက်နဲ့ပြငါ့ကိုဆံရွက်ထုတ်ပြလိုက်ငါဆံရွက်ထုတ်ပြလိုက် 你那俺别比咱老些多哩，你那俺别比咱，我那我没拿没来，拿多没来，拿多。 လက်လေးဆွဲလိုက်ပါလက်လေးဆွဲလိုက်ပါဦးလက်လေးဆွဲလိုက်ပါလက်လေးဆွဲပြီးတော့လိုက်ကြပါလက်လေးဆွဲပြီးတော့လိုက်ကြပါထုတ်ပိုးလေးနဲ့ငါဗီဒီယိုရိုက်ထားရင်တော့ငါလုပ်တဲ့ဖြစ်နေအောင်မှာဘာမှမကုန်တော့ဘူးဟုတ်ကဲ့ပါလုံကြပါနော်အိမ်တော်တဲ့တယောက်နဲ့လူပြိုလေးတယောက်နဲ့တူတူလျှောက်သွားနေတာကလေးပြလောင်နေဆိုတော့လုံလေးလိုပဲမပေးလိုက်ပါမေး လူကနဲ့ငေါကဆိုတာမင်းကြီးရဲ့အတိုင်းပဲ မင်းတို့အကန့်လည်းမင်းကတကယ်ချင်းဟာယူကွာမင်းရရတယ် ဒီဟာယုံငါကလက်ပြလုံးနဲ့အကောင်းပြောတာမင်းကြီးလိုက်အကောင်းပြောတာ ဘယ်ကိုတော့မလာတာလဲအဲကနေထွက်လာတဲ့ပုံနဲ့လည်းတရားမှမတူကြ မင်းကပြောပြီးတော့လေဆိုပြီး တော့ကြပါတော့နှစ်ယောက်တည်းဆိုင်ကဒီနေ့နဲ့လာတာတော့မှဒီနေ့ထားနဲ့နှစ်ယောက်တည်းဆိုင်ကဒီနေ့လာတာမှဘယ်မှမတော့ဘာမှမလုပ်သေးဘူးဆိုရင်တော့ ရှင်းလို့ရတယ်ကောင်းကြ ငါဘာရှင်းနေမှာမင်းညဘာလာရှင်းနေတော့မနဲ့အော်ရှင်းနေတော့ဘယ်ကိစ္စကိုရှင်းနေတော့ မင်းစကားအေးဆေးပြောလိုက်ရ ငါမင်းကလိုချင်နေဆိုပြီးရှင်းနေတာလားဖြတ်ပြီးဆိုပြီးရှင်းနေတာလားဖြစ်ပါဘူးငါမင်းကငါတလို့လက်ကူလက်ချက်တွေ့တော့ပျော်နေရမှာလားပျော်ပြရမှာလားမိုက်ပါဆိုပြီးတော့ တင်လိုက်နော်တင်လိုက်အေးငါတို့ကပြမနာတော့သွားပြီးပြန်လာပဲရှင်ငါတင်လဲပေါ်လာကြည့် ဒီမနာတော့လေဒီပြည့်လူတွေသွားရအောင်ယူရီအောင်လည်းသွားတာပါအဲ့လိုမျိုးဟုတ်ကဲ့ပါလမ်းမှာခါလေးဖက်ပြီးတော့တအားပြောစရာကောင်းတာပေါ့တော့ကြပါတော့အခုလင်းဆိုင်ကလေးနဲ့ဖက်ပြီးပြန်ကြမောရင်ဘူရွာရှည်သွားလိမ့်မယ်ရှည်သွားကြည့်ရပြင်းကြဖြစ်နေလိမ့်မယ် တင်လိုက်နော်တင်လိုက်ငါဘာမှမဖြစ်ဘူး
ဖြစ်ပါနဲ့မင်္ဂလိနော်ဘာအချက်မှမရှိတော့ငါတိပြီးသားလေဘူးငါတိသွားပြီ တစ်ဖက်သားကိုသွားပြီးပြဿနာတော့မရှိ ဘာပြဿနာမှကိုငါမရှာသေးဘူးငါဘာပြဿနာမှမရှာသေးဘူးရှာနေတာနော်ရေရှာနေတာကိုကကိုပြဿနာရှာနေတော့သူထောင်လက်ခန်းနေနေဆိုအတွေးခေါ်နေတော့တရားမှမသိကြဘူးဒီလားထောင်လက်ခန်းနေနေကြဒါတော့မှတရားရဲသားမလို့မဟုတ်ရင်ငါတပြင်းကောင်တော့ငါကြိတ်ပြီးတော့ငါပြောပြီးသား ပြောမယ်အကောင်းပြောမင်းကြိုက်တာရိုက်အကောင်းပြောမင်းရိုက်ဖို့ယူလာလား ဒီရငါမင်းတပြင်းကောင်ဆိုငါကြိတ်မှာတကယ်မင်းတပြင်းကောင်ကြိတ်မှာနေပြီးတော့အကောင်ဆိုငါကြိတ်မှာကွာမင်းနဲ့အခုတော်ပြီးသားမလားအေးနေပြီးတော့ရောက်ရင်နောက်တစ်ကောင်ရှိသေးတယ်အဲ့ကောင်ဆိုငါကြိတ်မှာ အဲ့ဒါငါမသိဘူး အေးငါအဲ့ကောင်ဆိုရင်ကြိတ်မလို့ကူက ငါ လာ မသိမင်းကငါအကောင်းပြောမင်းကငါအတက်အောင်ရှင်းကြည့်လိုက် မင်းကငါဘာကန်ရှင်းနေတာ အေးအကောင်းပြော ဘာကန်ရှိတာပြောကြည့်ပါ မင်းကဆောက်ပြောပြီးသား ဒီငါချင်းချင်းမှာဘာကန်ရှိတာမတို့ကြားတယ်မှာဘာကန်မှမရှိဘူးလေဒါပေမဲ့ရှိလာတာမင်းကလာရှိနေတာမင်းကဒီမှာ ဘာရှိတာတော့ ဟာမဲ့ဒီကောင်မမင်းကွဲပြီးတော့လာမင်းမေးကြည့်လား ကွဲပြီလေ အိစာချုပ်ပြအိစာချုပ်ပြ 你看，俺那个发的回来， နေလာလုံးညာနော်နေလာလုံးညာနော် 俺那个发的回来呢，记住嘞。 တရားရုံးမှာတော့ပြောနေကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ရွာထဲမှာနေအမျိုးလက်မှတ်ထိုးခံရောကွာလို့နေပြောရလား 你要投币啦，你要投币啦，哎，俺啥你抓嘞？ အေးဒီငါမှလည်းမရှိတော့ဘူးလေ 哎，不要搁那表， ငါမှမကွာချင်တော့မကွာချင်တော့ငါအဲ့ဒီနေမှာဖြစ် 你都不当俺都，你那包比我那包一边了。 ဟုတ်ကဲ့ကျွန်တော်တော်တဲ့ပုံစံလေးရဒီလိုလေးပါရှစ်ဆရာလေးပါအဲ့လက်ရှိပြည့်စုံတဲ့ခဏလေးနဲ့ကြိုက်လားပြန်မစင်ပြန်လို့ 你这来去了， လာခဲ့မယ်လေလာခဲ့မှာဒီရဲ့မလားဘူးတရားရုံးကွာတယ်မလို့တရားရုံးငါ့ကိုတရားရုံးမှာလိုက်ကွာမယ်ကွာမှာဆိုရင် 你这有来去了，对呀，用我嘛。 တော့နေရနေကြတဲ့နေရာတော့မဲရှေ့ကနေကာကွယ်ပေးနေပါလေသူရဲ့ရည်သားလေးကိုရအောင်ချစ်ကြကောင်းတော့ကျွန်တော်ရဲ့ဇနီးလောင်းလေးပါဇနီးလောင်းမဟုတ်ကျွန်တော်ရဲ့ဇနီးဟောင်းလေးပါဒါကတော့အလိုက်အရောက်ပြင်ပေးထားပါတယ်ရှိသူတို့ကြာအလုံးပေးဆက်သွားပါတယ်ကိုကိုရှစ်ပါတယ်ကိုကိုရှစ်ဆုံးပါဆိုတဲ့သူကလေတစ်ချိန်မှာဒီလိုမျိုးနောက်တစ်ယောက်စီကို AC လေးပြန်ပါသွားဆိုတော့အလုံးမပေးထားကြပါ 记住嘞，你把这线量不要太忙啊。 ဖြစ်ရှင်ပါဘူးပြောပြချင်တာပြဿနာလူတွေကဘာပြဿနာဖြစ်လို့ကွဲလဲဆိုတော့လူတွေအလုံးသိချင်တာပြဿနာရဲ့ရင်းမြစ်ကဒါဆိုတော့သိအောင်လည်းပြောချင်တာပြဿနာငါစူတောင်းပြီးအိမ်တော်ရဲ့ဖက်ကပြန်နေရလဲမဟုတ်ဘူးနင်းပေါ်နေတိုင်းပြစ်မှားပြီးမရိုင်းနေရလဲမဟုတ်ဘူးတောက်စားနေရလဲမဟုတ်အဲ့ဂျာတွေကမှနေရသွတ်တွေကွာချင်တာကိုဘာကြောင့်လဲဆိုတော့အကြောင်းပြချက်ငါလည်းရှာနေရမတွေ့ခဲ့လို့အခုတော့အကြောင်းပြချက်ဘာလဲဆိုတော့အကုန်လုံးသိအောင် 哎，对用啦， သိသွားပြီ 对用你 သိသွားပြီ ကွာပေးလိုက်မယ်လို့သွားခေါ်လိုက်နော်တရားရုံးနဲ့ဆင့်ခေါ်လိုက် 第二个是干嘛？路这样你拉开了，挂不了，看嘞。 ကွာပေးမှာပေါ့နေရာဒီမှာနောက်ထပ် 哎 နောက်ထပ်ကရသွားပြီ 哎，挂不了。 လူရဲ့စိတ်တက်ဒါပြောင်းနေမြန်ပါလား 比了，伢都比了。 ရိုက်ထားမှာတော့မပြန်မရှင်နောက်ဆိုင်ကလေးပေါ့အတူတူနင်းတော့လေလာရအောင်ပါမပြန်မရှင်ငါရိုက်ထားမှာနော်တော်ကြဆိုင်ကလေးဒီနဲ့လာရင်ထင်နေကြအောင်ဆိုလို့တစည်းလေးအတူတူသွားလာနေရဆိုတော့သိအောင်လို့ဆိုင်ကလေးပြန်တော့တက်ရအောင်ပါမပြေဘူးဟုတ်ကဲ့လားဆိုင်မှာလေတော့ပြန်ကြလေတော့ပြန်ကြတော့ကျေးဇူးတင်ပါတယ်လို့တပတ်လုံးကကျင်းထည့်ပေးခဲ့လို့ညီလေးတို့လည်းနောက်ကိုကြီးကိုလက်စင်ယူပါကွာမိမတရားရဲ့စိတ်ကဘယ်လိုရှိလဲဆိုတော့ကိုကြီးပြရတယ်ကိုအားတော့ကိုကြီးဇနီးလေးပေါ့နော်3နှစ်ကြော်ကြာတူတွဲလာပြီးတော့အိမ်အောင်တက်တစ်နှစ်ခွဲရှိတော့တယ်ကျွန်တော်ရဲ့မိမပဲဖြစ်ပါတယ်ဒါလေးနဲ့နေပြီးတော့အတူတူသွားကြပါလေနေပြီးတော့ဘယ်ဟိုတယ်လဲဆိုတော့သူတို့လည်းထည့်မပြောတော့ပါဘူးဒါတော့ကျွန်တော်တငယ်ချင်းပါကြီးသားအောင်လေးပါ မင်းငါပြောပါလေရှင်းနေပြီ ရှင်းလိုက်ပါမင်းပါရှင်းကြတော့မင်းရှင်းရကြီးသားဆိုရင်မင်းချက်လို့ရှင်းသွားလို့ရကွာအိမ်အောင်တယ်ကြီးကွာတော့ ဘာမှနေလို့တော့ ဘာမှနေလေဆိုရင်တော့ကိုယ့်ကိုယ်ပဲတည်မှာပေါ့ငါဘယ်လိုတည်မှာမလို့ဘာလုပ်ခဲ့တယ်ဘယ်တော့ခဲ့ဆိုမလို့အတည်ဆုံးလေမင်းရလေဒါတော့တငယ်ချင်းပါဒါတော့သူ့ရဲ့ကြီးသားလေးကျွန်တော်ရဲ့ဇနီးလေးပေါ့ကိုတော့ပြဿနာရဲ့အရင်မြစ်ကိုအားလုံးလည်းတည်ပေါ်ချင်ပါတယ်ပြန်ကြတော့လေမလို့ကတယောက်တစည်းလာ